ခင်ဗျားတို့အတန်ထွက်ခိုင်းခဲ့တာကြားပါပြီဘယ်သူမှမထွက်ခဲ့ကြပါဘူးမထွက်ခဲ့ကြတဲ့အတွက်တေးဆုံးသွားတဲ့ရဟန်းတန်ခါပေါင်းလည်းယာနဲ့ချီသွားပါပြီကျောင်းဆရာအခုလည်းမင်္ဂလာပါ sharing မြန်မာရှင်မြန်မာကျဆိုပါလိမတွေကလည်းယာကနနာကပ်ပြီးလို့ယူဆပါတယ်ဖြည့်စည်းခံတဲ့စာသင်ကျောင်းတွေလည်းနဲတာမဟုတ်ပါဘူးဆိုတော့ပြန်တွေးကြည့်ပေါ့ဗျာနော်အဲ့ဒါကြီးစဉ်းစားကြည့်ပေါ့အဲ့တော့စကိုင်းဒေသကြီးစကိုင်းမြို့နယ်ပေါ့နော်စကိုင်းမြို့နယ်မင်းကွန်ရှေးရောက်ဒေသတလိုင်းစင်ဆိုတဲ့ကြေးရွာအဲ့ရွာမှာမတ်လ6ရက်နေ့ညနေပိုင်းကကျောင်းဆရာတယောက်ရဲ့အသက်ပေးလိုက်ရပါတယ်အဲ့ဒါဘာလဲဆိုတော့ကျောင်းဆရာအထက်ကမင်းကွန်မှဒုတိယအလေတန်းပြပေါ့နော်အလေတန်းပြဆရာနော်မင်းကွန်မှအလေတန်းပြဆရာဦးမျိုးဝင်းဆိုတဲ့ပုဂ္ဂိုလ်နော် G5 နဲ့ G6 စာဝတ်ဖြစ်မဲ့ကျောင်းသားကျောင်းသူ60ကိုဦးမျိုးဝင်းကမင်းကွန်ရွာကနေပြီးတော့ပယ်90ရွာဆိုတဲ့အထက်ကခွဲကျောင်းကိုစာဝတ်ဘက်ကာလအတွက်ဆိုပြီးတော့မတ်လ3ရက်နေ့ကနေစပြီးတော့နေ့စဉ်ပို့ဆောင်ပေးလုပ်ပေးနေတာအဲကျောင်းဆရာနော်ပို့ပေးနေနဲ့အဲ့လိုပို့ဆောင်ပေးနေတဲ့ဟာကို PDF ဖွဲ့ကတိတ်သွားတဲ့ခါကျတော့မင်းလူတွေကိုပညာတတ်အောင်လုပ်နေရလားဆိုတော့ကျောင်းသားတွေကလေးငယ်တွေပညာတတ်သွားရင်စဉ်းစားဆင်ခြင်လုပ်နေရှိသွားတယ်နဲ့မြဒီ PDF တွေလို့ရကမှားတယ်မှန်တယ်ဆိုတာစဉ်းစားနိုင်သွားမယ်အဲ့ကြိုင်အဖြေတူသွားတဲ့ခါ PDF တွေကိုမထောက်ခံလို့ဖြစ်လာမယ်ဒါကြောင့်ဒီကောင်တွေကကြောက်လာတဲ့ခါကျတော့ပညာတတ်မှာကိုကြောက်တယ်ဒီ PDF အုပ်စုတွေက PDF နဲ့ NUG ဘက်တော်သားတွေကအခြေခံပြည်သူလူထုပညာတတ်မှာကိုသူတို့ကြောက်ပုံရတယ်အဲ့ဒီခါကျတော့တွားပြီးတော့ကျောင်းဆရာမင်းဒီလိုလောက်ရကောင်းလားဆိုပြီးတွားပြီးပြောတယ်ပြောလို့နေမဟုတ်တော့ဘူးကျောင်းဆရာကိုတခါတည်းရှင်းပြောရင်တော့ဟိုဝိုင်းဝန်းထိုးချိတ်ကန်ကြောက်တဲ့အပြင်ထိုးချိတ်ကလည်းတနက်နဲ့ပြစ်တက်လိုက်တယ်နော်ပြစ်တက်လိုက်တော့အဲ့ဒီမှာအဲ့ကျောင်းဆရာပြီးခဲ့တဲ့ဟိုနေ့က6ရက်နေ့ညနေ9:00နာရီချိန်မှာပဲသူ့ရဲ့ရှိတဲ့နေအိမ်မှာပဲတေးဆုံးသွားရှာပါတယ်နော်အဲ့တော့ကျောင်းဆရာဦးမျိုးဝင်းဆိုတဲ့ကျောင်းဆရာရဲ့1 byte မှာရောတင်ပါမှာရော6လောက်ဒီမှာရောကြီးစံမှန်ထားတဲ့တရားတွေရောထိုးချိတ်ကန်ကြောက်တဲ့ညိုမဲဆွဲတရားတွေပေါ့များသောနဲ့ကျောင်းဆရာခင်ဗျာကိုလွန်သွားရှာပါတယ်အဲ့တော့သူတို့အဲ့လိုကျောင်းဆရာအသက်ခံလိုက်ရတယ်ဆိုသတင်း6ရက်နေ့မှာသတင်းကြားတဲ့ခါမှာ9ရက်နေ့မှာတွားပြီးစာဝတ်ဖြူကိုတွားမယ်ကလေးတွေမတွားရကြတော့ဘူးတယောက်မှမတွားရကြတော့ပါအဲ့တော့မတွားရကြတော့ကလေးတယောက်မှမတွားပဲနောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတော့သက်ဆိုင်ရာရှိတဲ့နေရာလေးမှာကုတ်ပြီးတော့ဘယ်နည်းများငါ့ကို PDF လာတတ်မလဲဆိုတော့စိုးရိမ်စိတ်နဲ့ကျောင်းသားတွေနေနေကြရပါတယ်အဲ့တော့ဒါမျိုးလုတ်တဲ့လုတ်ရက်တွေကိုခင်ဗျားတို့ပြည်သူလူထုကအဲ့ဒါကိုအဲ့လုတ်ရက်ကိုမျိုးကို NUG လုတ်တာကိုထောက်ခံသလားခင်ဗျားတို့ကိုယ့်ကိုစဉ်းစားကြဖို့လိုတယ်အဲ့ဒါကိုလက်ခံနေတာလားလက်ခံထောက်ခံနေကြတာဒါဆိုခင်ဗျားတို့ကိုလည်းအကြမ်းဖက်သမားတွေလားအကြမ်းဖက်သမားအားပေးထောက်ပံ့နေဖြစ်နေတာလားပညာရေးကိုတတ်နေတဲ့ပညာရေးလောကကြီးကိုဖျက်ဆီးပစ်နေတဲ့ဒီ PDF အကြမ်းဖက်သမားတွေလောက်ရကိုခင်ဗျားတို့ကိုယ်တိုင်ကထောက်ခံနေလက်ခုပ်တီးနေရလားဒါဆိုတစ်ချိန်ကျရင်ခင်ဗျားတို့မရှက်ကိုပြန်ပြီးတော့လက်ပြမလုံးဖြစ်ရခြင်းတွေမဖြစ်ပါစေနဲ့ကိုပြန်ရှက်မိတဲ့ကာလတွေမဖြစ်ပါစေနဲ့ပဲကျွန်တော်ခင်ဗျားတို့ဆူတောင်းပေးတယ်နော်တော်တော်လေးကိုဒါမယရုပ်ကန်းနဲ့လောက်ရလို့ကျွန်တော်တိုက်တွန်းခြင်းတယ်ဒါလုံးဝမယရုပ်ကန်းနဲ့လောက်ရဖြစ်တယ်ဒီလောက်ရမျိုးကိုကျွန်တော်လုံးဝဆန့်ကျင်ကောက်ကွက်ရမယ်လူတို့ကအင်းနဲ့အားနဲ့ဆန့်ကျင်ကောက်ကွက်ကြဘူးလို့တယ်ကိုလိုသွားတဲ့ဆရာတော်ကတော့စိတ်မကောင်းပါဘူးလုံးဝစိတ်မကောင်းဖြစ်ရပါတယ်ကျောင်းဆရာတော်ဆုံးရှုံးသွားပါတယ်ဒီကျောင်းဆရာတော်ဖြစ်လာဖို့အတွက်အဲ့ဒီမှာရှိတဲ့တပ်ဖြတ်သွားတဲ့ PDF အယောက်100ရဲ့မိဘတွေဝိုင်းမွေးပြီးရင်တော့တယောက်ဖြစ်လာဖို့မလွယ်ပါဘူးဆိုတော့ဒါစဉ်းစားကြဖို့လိုတာပေါ့နော်ဆိုတော့ပညာတတ်တယောက်နဲ့ပညာမဲ့တယောက်နဲ့ပညာမဲ့အယောက်100နဲ့ပညာတတ်တယောက်နဲ့ရှင်းကြည့်ပါဘယ်လုံးဝရှင်းလို့မရပါဘူးဆိုတော့ဟိုကျွန်တော်နေကိုပြန်တော့ဖြစ်စဉ်တခုဆိုရင်ကျွန်တော်ကျောင်းဆရာတော်ကပြောတဲ့စကားတစ်ခွန်းရှိတယ်ကျွန်တော်တို့နေမှာဟိုကျွန်တော်တို့ရက်ွက်ပဲမရှိတဲ့ဘက်မှာရေရင်းလေးတစ်ခုရှိတယ်အဲ့ရေရင်းကျွန်တော်တို့ရှိစဉ်တော့နှစ်တိုင်းကျွန်တော်ရေရင်းဆင်းပေါ်တယ်ကိုယ်တိုင်ဆင်းနေအောက်ထဲနောက်နှစ်ဒီအများကြီးကြာလို့ကျွန်တော်ပြန်ရောက်တဲ့ခါကျတော့ကျွန်တော်လည်းအရင်လိုပဲကျွန်တော်ဆင်းမယ်လို့တော့ကျောင်းဆရာကပြောလဲဆိုတော့မဆင်းနဲ့တဲ့ရောင်မျိုးမင်းမဆင်းနဲ့တဲ့အဲဆိုမင်းကပညာတတ်တရားဟုတ်တယ်ပြီးတော့မင်းကတိုင်းပြည်အတွက်တမိုးရှိတဲ့ဖြစ်နေပြီအဲ့တော့မင်းဆင်းလိုက်လို့မင်းမတော်တဆအောက်မှာအောက်ဆီဂျင်ပြတ်ပြီးတည်သွားလို့ရှိရင်မင်းတို့တယောက်မျိုးငါတို့တိုင်းပြည်ငါတို့ရွာထပ်မှာမွေးမိနိုင်ဘူးထပ်လည်းမဖြစ်နိုင်ဘူးအဲ့တော့ရှင်းပြောရင်တော့ကျန်တဲ့လူတွေဆင်းပါစေတဲ့သူ့ဟာသူတန်သူနဲ့ဆိုင်တဲ့လူကိုလုပ်ကြပါစေမင်းမလုပ်ဆရာလူတဲ့လုပ်မဟုတ်ဘူးတဲ့ဆိုတော့ကျွန်တော်ကကုသိုလ်ရခြင်းလို့ဆင်းတာဒါပေမဲ့မရဘူးသူကဘာလို့ဆိုတော့ဒါအဆုံးရှုံးမခံနိုင်ဘူးဆိုတော့သူပြောတယ်တော်တော်ဆတခုဖြစ်ခဲ့ပေါ့ဆိုတော့ကျွန်တော်စိတ်မကောင်းတာအော်ဆင်းသွားတယ်ကျွန်တော်တငယ်ချင်းတွေဘာရှိတယ်ကျွန်တော်ညီတွေညွှန်အဲ့ဒါရှိတော့ဟာငါလည်းဆင်းနေတာပေါ့ဒါပေမဲ့ तू ပြောတဲ့စကားကမှန်သလားမေးရေပညာတတ်တယောက်ရဲ့ပြောတဲ့စကားမဟုတ်လို့ तू ဟာဟိုဘက်လူကိုမစာနာလို့ပြောတာမဟုတ်ဟိုလူတွေကလုံနေကြကျွန်တော်ကမလုံတာနှစ်ကိုမနေတော့တဲ့ကားစားဆိုတော့မတော်တဆတခုဖြစ်သွားခဲ့ရင်ဆိုရင်စိုးရင်ချက်ကသူ့စိုးရင်ချက်ကတတ်ရှိပါတယ်ဒါကြောင့်ခါကြရင်တိုင်းပြည်မှာဒီတန်ဖိုးရှိတဲ့လူတွေမတော်တဆဒီအကြမ်းဖက်သမားတွေကြောင့်တည်ဆုံသွားရင်အဲ့အကြမ်းဖက်သမားအယောက်100ပြန်ပြီးတော့အစားထိုးပြန်ပြီးရင်တော့မတန်ပါဘူးဗျာပုံမှန်လည်းပြောရင်ဒီလိုကျောင်းဆရာတယောက်တည်ဆုံသွားရတာကိုအကြမ်းဖက်သမားအယောက်100နဲ့ပြန်လဲပါဆိုတော့မလဲနိုင်ပါဘူးကျွန်တော်သိနှမျောပါတယ်ဒီကျောင်းဆရာတယောက်ကကလေးပေါင်းများစွာကိုမွေးထုတ်ပေးနိုင်ခြင်းရှိတယ်ဒီအကြမ်းဖက်သမားတွေကကလေးပေါင်းများစွာအသက်တွေကိုတပ်ပြစ်နိုင်ခြင်းရှိတယ်ဇီဝချွေးပြစ်နိုင်ခြင်းရှိတယ်အဲ့ဒါကိုသက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကတည်တည်ချာချာစဉ်းစားပြီးတော့ပြပြတသားကြိုင်တွေဖြစ်ရှင်းကြဖို့လိုတယ်နောက်တစ်ခုကပြည်သူလူထုကလည်းဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတဲ့ဗကတိအရှိတရားကိုမှအခြေခံပြီးတော့စဉ်းစားကြဖို့လိုတယ်ချစ်ချင်းမုန်းချင်းတစ်ခုတည်းပေါ့အခြေခံစဉ်းစားရင်ခင်ဗျားတို့ကတစ်ချိန်ကျရင်နောင်တတရားတွေနဲ့ပွေ့ပိုက်ပြီးကြံခဲ့ရလိမ့်မယ်အဲ့ဒါကိုမမေ့ကြပါနဲ့ဘာလို့ဆိုတော့အခုမုံရွာမှာဖြစ်သွားတဲ့ဇာတ်လမ်းတစ်ခုကျွန်တော်ပြောပြမယ်မုံရွာဆိုတာမုံရွာမြို့မှာဖြစ်တာမဟုတ်ဘူးမန္တလေးမုံရွာ
ကားလမ်းပေါ်ချောင်းဦးပဲအချမ်းမှာဖြစ်သွားတဲ့ဇလန်တပုတ်အဲ့ဇလန်တပုတ်ကကျွန်တော်လွန်ခဲ့တဲ့မတ်လ4ရက်နေ့ကစသိပြီမဲ့ကျွန်တော်မပြောဘဲဒါလေးနေခဲ့တယ်ဒါပေမဲ့ BBC လိုမျိုးကောက်ကျစ်ရုံမာတဲ့သတင်းဌာနနဲ့အဲ့သတင်းဌာနရဲ့သတင်းတောက်တွေရဲ့မျိုးမစစ်မှုတွေကြောင့်ကျွန်တော်ဒီနေ့ပြောရတာပါနောက်မှဆိုကျွန်တော်မပြောပါဘူးဘာလို့ဆိုခင်ဗျာမုံရွာချောင်းမုံရွာမန္တလေးလမ်းပေါ်မှာဖြစ်သွားတဲ့ပြီးခဲ့တဲ့မတ်လ4ရက်ကဖြစ်သွားတဲ့ဖြစ်စဉ်မှာမြို့သမီးတယောက်နဲ့သူ့ကလေးလေးနဲ့တည်တယ်ကျန်တဲ့လူတွေတည်တယ်ဆိုတော့3ယောက်ထပ်မင်းနဲ့တည်သွားပါတယ်အရသာတည်သွားတော့တည်သွားပါတယ်ကားပေါ်မှာတည်သွားတော့ကားခီးသွားကားပေါ့ဝေးပြေးခီးသွားကားပေါ်မှာစုကွယ်လုံးဆုံးမသွားတာပါကားပေးမှာကိုယ်လုံးဆုံးမသွားတာအဲ့ကိုယ်လုံးဆုံးမသွားမှုနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကအစတိတ်ထားတဲ့ပုံစံကတခုဒါပေမဲ့ BBC အပါဝင်ပြည်ပြည်မီဒီယာတော်တော်များရဲ့ဖော်ပြနေတာတခုဖြစ်နေတော့အစောပိုင်းတည်းကကျွန်တော်မပြောဘူးပုံစံမျိုးသူတို့ရေးနေတာမပြောသေးဘူးဒါပေမဲ့ဒီကောင်တွေကဒီအကြောင်းအရာကိုပဲထက်ခါကိုလိန်ပြီးတော့လက်ပတ်ပြီးပုံစံမျိုးစုံနဲ့အဲ့ဒီအကြောင်းအရာကိုပဲ၄၅၆ပုံမကရေးနေတာတွေ့ရတဲ့ခါကျတော့ဒီကောင်တွေပြောင်းကိုလိန်လုံးနေတာများသွားပြီပေါ့နော်တစ်ချိန်နေမကတော့တစ်ချိန်လိန်တော့ကျွန်တော်တို့မသိအောင်ဆောင်လို့ရရမယ်ဆိုအချိန်လိန်လာတဲ့ခါလူတို့ကအဟုတ်ထင်သွားမှကျွန်တော်စိုးတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ပြောရတာပါဒီမုံရွာပေါ့နော်ဒီမန္တလေးမုံရွာလမ်းမကြီးပေါ်6ဦးမှာဖြစ်တဲ့ဒီဖြစ်စဉ်ဆိုရင်နော်ဒီဖြစ်စဉ်မှာခီးသွားကားပေါ်မှာခီးတယ်10ယောက်လောက်ပါလာတယ်ပွင့်လို့ပြောခီးတယ်10ယောက်လောက်ပါလာတယ်နော်ခီးတယ်10ယောက်လောက်ပါလာတယ်10ယောက်ထက်မနည်းလည်းမကဘူး10ယောက်လောက်ပါလာလိမ့်မယ်အဲ့လောက်ပါလာတဲ့ခါမှာအဲ့ကားကပုံမှန်တိုင်းမောင်းလာတဲ့အချိန်ဘယ်ကိုမောင်းလာလဲဆိုတော့မြင်းမှုဘက်ကိုမောင်းလာတာမုံရမန္တလေးကားလမ်းတိုင်းမြင်းမှုဘက်ကိုမောင်းလာတယ်6ဦးမြို့နယ်တဲ့ရောက်တနေရာမှာနော်တနေရာလဲရောက်တော့ရှင်းပြောရအောင်အဲ့ဒီအချိန်မှာအဲ့ခီးသွားကားကိုကြော်ပြီးတော့စစ်တပ်ကားတစ်စီးရလဲစစ်တပ်ကားတစ်စီးနဲ့ခီးသွားကားနဲ့ကြော်နေစစ်တပ်ကစစ်သုံးကားတွေပေါ့စစ်သုံးကားနဲ့ခီးသွားကားနဲ့မရှိမနှောင်းလေးဖြစ်သွားပုံရတယ်အဲ့ဒီအချိန်မှာအဲ့ဒီစစ်တပ်ကားကိုဓာတ်ပြတ်တိုက်ခိုက်ဖို့အတွက် PDF အဖွဲ့က6 PDF အဖွဲ့အတကုံကျူးသားပြီးတော့အတကုံပြစ်တဲ့ပုံပေါ်တယ်အဲ့ဒီမှာပြစ်လိုက်တာကစစ်တပ်ကားလည်းထိခိုက်သွားသလိုကောင်းတာခီးတဲ့တင်ကားမဆိုင်မဲခီးတဲ့တင်ကားမှာသွားထိတယ်ခီးတဲ့တင်ကားမှာကြီးစံရတယ်ဆိုတော့ပေါ်လို့ရိုက်နေတာပဲကြီးစံပေါ်လို့ရိုက်နေတာပဲကြီးစံရတယ်ပေါ်လို့ရိုက်နေတာဆိုတော့အတကုံကပြစ်တယ်ပြစ်ပြီးတော့နောက်ဆုံးတည်သွားရရှာတယ်ဒါပေမဲ့ BBC ကဘယ်လိုရေးလဲဆိုတော့ခုနအမျိုးသမီးတယောက်တည်ဆုံးသွားအမျိုးသမီးနဲ့သူ့ကလေးလေးပေါ့အပါဝင်3ယောက်တည်သွားပါတယ်ကလေးလေးနဲ့နောက်ထပ်တယောက်ပေါ့3ယောက်တည်သွားပါတယ်ဆိုတော့အဲ့အချိန်မှာ BBC ကဘယ်လိုရေးလဲဆိုတော့နော်လူ20ကျော်ပါတဲ့ခီးတဲ့တင်က6ဦးတိုင်ပွဲမှာလူသားတိုင်းဘယ်လိုလောက်ခံခဲ့ရသလဲတဲ့ဆိုပြီးတော့အဲ့ဒါအကြောင်းအရာကိုပဲဒီ6ဦးမှာဖြစ်တဲ့တိုက်ပွဲတစ်ခုလို့ပဲ BBC က4ကောင်လောက်ဖော်ပြတယ်အဲ့ဒီဖြစ်တဲ့နေ့မတ်လ4ရက်ပြီးတော့မတ်လ9ရက်နေ့မှာတစ်ချိန်6ရက်နေ့မှာတစ်ချိန်ခု9ရက်နေ့မှာတစ်ချိန်ခု10ရက်နေ့မှာတစ်ချိန်တောက်လျှောက်ဖော်ပြတယ်ဘာလို့လဲဆိုတော့ဒီဖြစ်ခတ်မှုနဲ့ပတ်သက်လို့ရှိရင်စစ်တပ်လောက်တာပါလို့ကိုသူကဇောင်းကိုတမင်ပေးပြီးဖော်ပြတယ်တကယ်တမ်းကျတော့ BBC အောက်မှာ comment တွေလာပေးကြတယ်ဘယ်လိုပေးလဲဆိုတော့နော်မှန်လွန်ကားရဲ့နောက်မှာစစ်ကား2စီးကလိုက်လာတယ်အဲ့ဒီမှာကားသမားကစစ်ကား2စီးကိုကြော်တက်ခိုင်းပြီးတော့နောက်ကနေဖြည်းဖြည်းမောင်းလိုက်လာတယ်တဲ့မှန်လွန်ကား8ပေ150လောက်ရောက်မှာစစ်ကား2စီးရောက်ကောတဲ့စစ်ကား2စီးကိုဝိုင်းပြကြတယ်တဲ့အဲ့ဒီမှာကားသမားရက်ပြီးကားပေါ်မှာအကုန်ဝစ်နေကြတယ်တဲ့ပြစ်တဲ့ကောင်တွေကမှန်လွန်ကားကစစ်ကားနဲ့အတူတူပဲဆိုပြီးတော့စစ်သားတွေပါလာဆိုပြီးတော့အကုန်လုံးကိုဝိုင်းပစ်ပလိုက်တယ်တဲ့အဲ့မှာကားသမားကအတင်းတကားဖွင့်ပြီးဆင်းခိုင်းပြီးတော့အောက်မှာဝစ်ဖို့ကြိုးစားတဲ့အချိန်ဆင်းခိုင်းတဲ့အချိန်မှာပဲတားမိနှစ်ယောက်ကအရင်ဆင်းလိုက်တော့အဲ့နှစ်ယောက်ကိုမှန်သွားတယ်တဲ့အဲ့ဒါမှန်တရားတဲ့ live ပေါ်မှာပြတ်နေတဲ့ PDF တွေအောင်ပွဲခံနေတဲ့ဗီဒီယိုပြန်ကြည့်ပါတဲ့အခြားသတင်းတွေမှာရှောက်ပြောနေတဲ့ပြောတယ်နော်အဲ့ဖြစ်စင်မှာစစ်တပ်လေဒီနဲ့ပြစ်လို့ထိတာပါတို့တက်ကနေပြီးတော့အယောင်ဆောင်ပြီးလူသားတိုင်းလို့တေးတာပါတို့မျိုးစုံအဲ့သတင်းကိုလှက်ပတ်ပြီးကြီးတာစစ်တပ်ကလုတ်တယ်လို့မပေါ်အောင်လှက်ပတ်ကြီးတယ်ဒါပေမဲ့ဒီမှာသေချာပြောရလို့အဲ့လိုပြောတာနော်ပြန်ကြည့်ပါတဲ့စစ်တပ်ဘက်ကစစ်တပ်လေဒီနဲ့အပေါ်ပြစ်တယ်ဆိုရင်လည်းသူတို့အခုလိုအောင်ပွဲခံတဲ့အချိန်မှာဘာလို့မပြစ်တာလဲတဲ့နော်ပြီးတော့နောက်ဆုံးဗီဒီယိုရဲ့အပိတ်နားမှာလည်းပြောလိုက်ခလေးကိုပြစ်မိသွားတယ်ဆိုတဲ့စကားလုံးပြောပြီးမှကျွန်တော်ဖြတ်ချလိုက်တယ်ဗီဒီယိုဖိုင်သူကပြောချင်တာဒီကားမှာပါလာတာစစ်သားတွေလို့သူကစစ်သားတွေပါလာတယ်လို့သူကယူဆပြီးတော့ပြစ်ထည့်လိုက်တဲ့သဘောပြစ်ချလိုက်တယ်အဲ့တော့မပါလာဘူးဆိုတာစစ်ကားတက်သွားတာခီးတဲ့တင်သွားဆိုတော့ခင်ဗျာစကီးတဲ့နေကစစ်ကားကိုရောပြီးတော့ခီးတဲ့စစ်ကားနောက်မှာပါလာလို့ခီးတဲ့နေကစစ်သားဆိုပြီးပြစ်ရေးဆိုရင်ခင်ဗျာရှိသမျှဒိုင်းပြည်လုံးမှာရှိတဲ့ကားတွေကိုအပြစ်ခံရတော့မှာသဘောပေါ့ဒါစဉ်းစားကြည့်ပေါ့နော်နောက်တစ်ချက်ကဘာလို့ဆိုတော့တယောက်ကဗာမှန်လဲဆို BBC ရောက်မှာသတင်းအစတော့ဟာတဲ့စစ်တပ်ကပြစ်တယ်ဆိုပြီးစစ်တပ်ကပြစ်တယ်တဲ့စစ်တပ်လေဒီနဲ့လူနဲ့လေရင်နဲ့လူလက်နက်ကြီးနဲ့လူမိုင်းခွဲသူလူနဲ့ပြစ်တယ်တဲ့ပြစ်တယ်ဆိုပြီးပြောကြတယ်ပေါ့ PDF တွေလုတ်တဲ့ဗီဒီယိုလည်းတက်လာဖုံးမရတော့ချောဆွဲတယ်လို့လူသားတိုင်းလုတ်တယ်လို့ဖြစ်သွားပြန်ဟောတဲ့လူ20လောက်ပဲရှိတဲ့ကားကိုစစ်သားပါတယ်ဆိုပြီးပြစ်တာစစ်သားတယောက်မှမသေးပဲ2နှစ်သား3နှစ်သားအရွယ်ကလေးတယောက်နဲ့အသက်30ရမိခင်တည်သွားတယ်ဆိုတာကစဉ်းစားကြရပဲတဲ့နော် BBC ရေးတဲ့ခိုင်းရသူကတည်သွားပါပြီနော်တဲ့တရားမျှတမှုဆိုတာမီဒီယာတွေကပေါ်ဆောင်ပေးရမှာပါတဲ့စစ်တပ်ကိုမုံတိုင်းသတင်းတွေလိမ်ပြီးတင်ပြနေတာရှက်စရာပါပဲနော်အဲ့တော့အောက်ကဆဲတယ်တချို့ဆဲတယ် BBC လိုကမ္ဘာ့စင်မီဒီယာစောက်စင်မရှိတာရှက်စရာတော်တော်ရှက်ဖို့ကောင်းတယ်ပေါ့ဗျာဘက်လိုက်မတင်မနဲ့မင်းစစ်တပ်မကောင်းရင်စစ်တပ်မကောင်းတယ်ဆို PDF မကောင်း PDF မင်းတင်ရမှာမဟုတ်ဘူးလားဆိုတာမျိုးတွေမှန်းကြတာစုံနေတာပဲ comment တွေအများကြီးပဲမှန်းကြတယ်
အဲ့ comment တွေအကုန်လုံးကျွန်တော်တူညီစွာဖတ်ကြည့်တဲ့အခါမှာဘာလဲဆိုတော့ BBC ကိုမင်းတို့ကလင်ကကြီးလောက်တာလို့ပြောနေပြီဗီဒီယိုဖိုင်လည်းအမှတက်လာတယ်အဲ့ဖြစ်တဲ့ဖြစ်စဉ်မှာဗီဒီယိုဖိုင်တက်လာတဲ့အချိန်မှာစစ်ကားဟိုဘက်မှာဟိုအဝေးမှာပြောရပေ200 150နေရာလောက်မှာအကွာမှာစစ်ကားတွေ့တယ်အဲ့ကားတွေကပြစ်ထားတာဒီကောင်ပြစ်ပျော်နေချိန်မှာနောက်ခီးတဲ့ကားပေါ်မှာလည်းပြစ်ထားတာကြည်စံရာတွေကိုပေါ်လို့ရနေတာစက်တက်လေးနဲ့ဒီလိုပြစ်ကြီးဆိုရင်အဲ့ကြည်စံရာအဲ့လိုပွားတဲ့အကြောင်းမရှိဘူးပြီးတော့စက်တက်လေးပြစ်ကြီးဆိုရင်အဲ့ဒီကောင်တွေအဲ့လိုပျော်ပွဲအဝဲခံနေလို့မရဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့နားလည်လိုက်တာကျွန်တော်သိလိုက်တာကဒီကောင်တွေကစစ်တပ်ကလာမယ်ဆိုတော့သတင်းရတယ်ရတဲ့အခါစစ်တပ်ကကိုချောင်းပြီးတော့စောင့်တိုက်ခိုက်ဖို့ကြိုးစားတယ်အဲ့ချိန်မှာကန်ဆိုးသွားပြီးဒီခီးတဲ့တင်ကားဖြတ်တယ်ခီးတဲ့တင်ကားကလာတဲ့ချိန်မှာခီးတဲ့တင်ကားတော့သူစစ်ကားလော်ကြီးနဲ့ရေးကြီးသူတခုခုစစ်ကြောင်းသွားကြရှိလို့တော့ခီးတဲ့တင်ကားအဲ့ဒါနဲ့စစ်ကားလာတာဒီတော့ခီးတဲ့တင်ကားဘေးကိုနည်းနည်းချပြီးတော့ကျန်တဲ့ကားတော်ကြော်တက်သွားအောင်လက်ခွင့်ပေးလိုက်ဖို့ရတယ်အဲ့မှာစစ်ကားကြော်တက်သွားတဲ့ဆက်မောင်းသွားတယ်မောင်းသွားတဲ့ပေရှေ့ပေနေရာလောက်ကွာကြောင်အဲ့မှာစစ်ကားကိုတရဇက်အပြစ်ခံလိုက်ရတော့ခီးတဲ့တင်ကားလန့်ပြီးရက်လိုက်တယ်ရက်တဲ့ချိန်မှာခီးတဲ့တင်ကားကိုဟိုကလှမ်းပစ်တာဒီကားခီးတဲ့တင်ကားမှာစစ်ကားပါစစ်သားပါတယ်လို့ယူဆိုင်ပစ်တာတိုင်ထဲတယ်အဲ့မှာတရဇက်ပစ်တာအဲ့တော့တေကုန်ခုနခီးတဲ့တွေကားပေါ်ခီးတဲ့မျိုးသမီးလက်တီကလေးလက်တီမိသားစုတွေကိုထိခဲ့ပေါ့အဲ့တော့ပြီးတော့အဲ့ဒီမှာ BBC ကနောက်တစ်ခုမှじゃဘယ်လိုရေးလဲဆိုတော့အဲ့ဒီထဲမှာရှိတဲ့အမျိုးသမီးတယောက်ကပြောတယ်ပေါ့အဲ့ကားပေါ်မှာပါတဲ့အမျိုးသမီးတယောက်ကပြောပါတယ်လို့ပြောပြီးတော့ဘယ်လိုပြောပါတယ်လို့ပြောပြီးတော့ဟုတ်လားမဟုတ်လားမသိဘူးเนาะအဲ့ဒီထဲမှာပါတဲ့အမျိုးသမီးတယောက်ပါလို့ BBC ကပြောတာအဲ့ဒီမှာတကယ်ပါလားမပါလားဆိုတော့ BBC မှာထောက်ထားဘာမှမရှိဘူးဒါပေမဲ့ဘာပြောလဲဆိုတော့အဲ့မျိုးသမီးတယောက်ပြောတာအဲ့ဒါစစ်တပ်ကလူတွေအားတဲ့အဲ့ဒီကားပေါ်ကကားသမားတွေတနက်နဲ့ခေါင်းချိန်ပြီးတော့ရအောင်သူတို့ဒီခီကိုဖြတ်ခိုင်းမောင်းခိုင်းလို့သူတို့အတင်းမောင်းရတာဆိုတော့ပြောတယ်ပြောချင်တာကတော့ဒီကိစ္စမှာ PDF တွေလုတ်တယ်ဆိုတဲ့သတင်းခီးတဲ့တင်ကားကပြီးတော့ပြစ်လိုက်လို့ခလေးလေးတွေပါတေသွားတယ်မိခင်မှာတေသွားတယ်ဆိုတဲ့သတင်းကပေါ်လို့ရလာပြီးတော့ဗီဒီယိုပိုင်းတက်လာတဲ့ခါမှာဝိုင်းပြီးတော့ဖုံးဖိပေးဖို့ကြိုးစားတဲ့နီလန်တစ်ခုဖြစ်နေ BBC တို့ကတော့ဝိုင်းလုတ်သွားတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ BBC ကသတင်းတောက်တယ်ကျွန်တော်ပို့လည်းပြောပါမယ် BBC ကသတင်းတောက်တယ်တကယ်မျိုးမစစ်ကောင်းနေပဲ BBC မှာသတင်းအဲ့သတင်းကိုရေးတဲ့သတင်းတောက်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်တကယ်ကိုမျိုးမစစ်ပဲတိုင်းပြည်မှာစစ်တပ်ကိုမုံတီရေးဆိုတဲ့ခေါင်းစဉ်တစ်ခုကလွဲ၍ကျန်တဲ့ကိစ္စမှန်တယ်မဟုတ်တာမှန်တယ်အကုန်လျှောက်လို့စစ်တပ်မုံတီရေးဝါဒနဲ့ရေးချင်တာအကုန်လျှောက်ရေးတယ်ပြောချင်တာအကုန်လျှောက်ပြောတာဆိုတော့စစ်တပ်မုံတီရေးဝါဒနဲ့သူကရေးချင်တာရေးလို့ရပါတယ်ဒါပေမဲ့အမှန်တရားကိုမျက်ကွယ်ပြုတာကတော့တော်တော်ကိုမိုက်ရိုင်းစုပ်ပယ်တာလို့ခေါ်တယ် BBC ကသတင်းတောက်အဲ့တော့ BBC ကသတင်းတောက်တွေဟာကျွန်တော်သာအစိုးရဆိုရင်ကျွန်တော်သာခုဒီပြန်ကြားရေးဝန်ကြီးဖြစ်ဖြစ်နိုင်ငံခြားရေးဝန်ကြီးဖြစ်ဖြစ်ကျွန်တော်သာအစိုးရပြည်ထောင်ဝန်ကြီးဖြစ်ဖြစ် Foreign Correspondent Club ဆိုတာရှိတယ်မြန်မာပြည်မှာ BBC သတင်းတောက်တကောင်းမှကျွန်တော်မြန်မာပြည်ဝန်ခွင့်ပေးခိုင်းတော့မပေးခိုင်းတော့အဲ့ဒီကောင်တွေပြည်တော့မှရှိတယ်ကောင်ပိုင်ဆိုင်ကိုသိမ်းလိုက်မှာဘာကြောင့်လဲဆိုတော့ဒီလောက်ကလိန်ကကြစ်ကြပြီးတော့ရေးနေတဲ့သတင်းဌာနပြီးတော့ပြောချင်တာဘယ်လောက်ထိရေးလဲတိုင်းပြည်ကိုအော်တောင်းနေဖြစ်ပြီးတော့လူတွေကိုမဟုတ်တဲ့သတင်းတွေရှောက်ရေးနေတဲ့သတင်းဌာနကသတင်းတောက်တွေကိုပြည်တွင်းမှာလဲပတ်ခွင့်ပေးထားတာကိုတွေကခမရတို့လည်းမယူသားတာ